သူ့လည်းမိုက်တယ်လေကျွန်တော်လည်းမိုက်တာပဲ run အတားရှိတယ်ကျွန်တော်လည်းအတားရှိတယ်ဒီကောင်ငါထပ်တာအောင်မလားဆိုတော့အတွေ့ရ run မှာရှိကြပဲလေ သူလည်းတယောက်ကြာကိုလည်းကြာဆိုတော့ကြိုင်လိုက်ရမှာပေါ့ ယူလင်းရဲ့နာမည်ကမြူလင်းကိုဘာလို့လဲဆိုတော့ဒါသူ့ရဲ့နောက်ဆုံး chance လေရှုပ်ပေးလိုက်ပြီလို့ခံစားရတယ် ငါတော့နည်းနည်း respect တာပေါ့ကွာအကြီးဆုံးအားကြီး ဟုတ်ရှင်းပါရဲ့ကိစ္စ